ကျမတို့အခုစက်ပြအကျန်းခဲလုပ်ဖို့ပေါ့နော်ကျမတို့ဘာလို့လဲဆိုလို့ရှင်ရေပေါ့နော်ရေလိုတယ် caustic လိုတယ်နောက်တစ်ခုကတကြားပေါ့နော်တကြားလိုတယ်ဒါကတော့စက်အကျန်းခဲချက်မဲ့အိုးပေါ့နော်အိုးလိုတယ်နောက်တစ်ခုကကြတော့ stearic acid ပေါ့နော်ဒါက C အုပ်စု stearic acid ရဲ့ဒါကကြတော့ကျမတို့အမဲစီပေါ့နော်အမဲစီရဲ့စားအုံးစီရဲ့ CMC ရဲ့ပေါ့နော်အဲ့ဒီဟာလိုတယ်ဒါကတော့ silicate ပါအရင်ဆုံးကျမတို့ကစက်ပြအကျန်းခဲဖြစ်တဲ့အတွက်ကြောင့်မလို့စက်ပြသားမာဖို့ CMR အုပ်စုကိုကျမတို့သုံးထားရတယ်ပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ရေဆိုလို့ရှိရင်နှစ်ပိုင်းခွဲထားမယ်တစ်ပိုင်းက line ဖြော်ဖို့အပိုင်းတစ်ပိုင်းနဲ့နောက်တစ်ပိုင်းကကျမတို့ဆက်ပြီးတော့နော်ဒီစက်ပြရဲ့ပေါ့နော်ဒီစက်ပြရဲ့လက်စားမှုဒီပေါ့နော်ဒီ caustic ကိုထိနိုင်ဖို့ဒီစပီတော့ကိုဖြော်မဲအုပ်စုတစုဆိုပြီးတော့ရေကိုနှစ်စုခွဲထားရမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ကျမတို့ DC ကိုအိုးထဲထည့်ပြီးတော့အပူပေးမှာဖြစ်ပါတယ်ကျမတို့ C မှာဆိုလို့ရှိရင်ဒီမှာ C မှာဖြစ်တဲ့ကျမတို့အမဲ C သုံးတယ်အမဲ C သုံးတယ်နောက်တစ်ခုကဆိုလို့ရှိရင်ကျမတို့ဒီမှာပေါ့နော် stearic acid သူတို့နှစ်ခုကိုကျမတို့ကအရေးပျော်တဲ့ထိအောင်အပူသွားပေးမှာဖြစ်ပါတယ်ရှင်ကျမတို့တွေ stearic acid ကိုဒီကြွေအိုးနဲ့အပူပေးမယ်ပေါ့နော်ကြွေအိုးမရှိလဲစတီးအိုးနဲ့ဆိုလဲရပါတယ်ဒါကိုအရေးပျော်တဲ့အထိအခုအပူပေးမယ်ကျမတို့စီတွေကိုအပူပေးထားချိန်မှာကျမတို့ဒီမှာပေါ့နော်တကြားရေကျမတို့ဖြော်မယ်ပေါ့နော်တကြားရေဖြော်ထားမယ်နောက်တစ်ခုကကျမတို့ CMC နဲ့ C နဲ့ကိုတေချာလေးဖြော်ထားမှာဖြစ်ပါတယ်တေချာလေးအားလုံးကြည်အောင်ဖြော်ထားမှွေထားမှာဖြစ်ပါတယ်CMC နဲ့ C ကိုကျမတို့ဒီလိုလုံးဝရောသွားတဲ့အထိမှွေထားပေးမှာဖြစ်တယ်เนาะနောက်တစ်ခုကကြတော့ကျမတို့အခုဒီတကြားရည်ကိုပေါ့เนาะတကြားရည်ကိုကျမတို့အပူပေးမှာဖြစ်ပါတယ်အခုဆိုရင်ကျမတို့အမဲစီနဲ့ကျမတို့ stearic ကိုအပူပေးပြီးတော့အရေဖြော်ထားတာဒီမှာအရေပျော်သွားပြီပေါ့เนาะအရေပျော်သွားပြီဒါဆိုလို့ရှိရင်ကျမတို့တွေစပြီးတော့မှွေမှာဖြစ်ပါတယ်ဒီလို stearic နဲ့အမဲစီအရေးပျော်သွားတဲ့အထဲကိုကျမတို့ CMC ရဲ့ C ရဲ့မှွေထားတဲ့အရာကိုကျမတို့လောင်းထည့်ပြီးတော့မှွေမှာဖြစ်ပါတယ်ဒါကိုကျမတို့တေချာလေးမှွေမယ်ပေါ့နော်ကျမတို့တွေ C နဲ့အဲ့ဒီ stearic ရဲ့အမဲ C ရဲ့စားအုံး C ရဲ့ CMC ရဲ့မှွေထားတဲ့ဟာကိုကျမတို့တေချာလေးနှံ့အောင်မှွေပေးမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျမတို့ဒီဘက်တစ်ဖက်မှာ caustic နဲ့ရေနဲ့ကိုဖြော်ထားမယ်ပေါ့နော်ကျမတို့ဒါကို line ဖြော်ရေးပေါ့နော်လိုင်းဖြော်ရေးဖြော်ထားမှာဖြစ်ပါတယ်ကျမတို့ဒီ caustic နဲ့ရေနဲ့ဖြော်တဲ့ဟာကိုကျမတို့ဒီ line ဖြော်ရေးကိုနည်းနည်းလေးကြည်အောင်စောင့်ပါမယ်ကြည်အောင်စောင့်ပြီးလို့ရှိရင်ကျမတို့စောစောတုန်းက CO ထဲကိုထည့်မှွေမှာဖြစ်ပါတယ်စောတုန်းကကျမတို့ဒီမှာပေါ့နော် C နဲ့ CMC နဲ့ဒီကြွေအိုးထဲမှာမှွေလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မှွေမဲ့ခွက်ထဲကိုကျမတို့လှည့်လိုက်မယ်ပေါ့နော်ကိုပေါ့ကိုအိမ်မှာဆိုလို့ရှိရင်တော့စတီးအိုးနဲ့တဲပေါ့စတီးအိုးနဲ့တဲပါစတီးအိုးနဲ့ဆိုလို့ရှိရင်တခါတည်းမှွေရတာအဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ caustic အရေကိုကျမတို့ထည့်မှာဖြစ်ပါတယ် CO ထဲကို caustic အရေကိုတေချာလေးထည့်ပြီးတော့မှွေမှာဖြစ်ပါတယ် caustic အရေထည့်လို့ရှိရင်ဒီမှာခဲလာမယ်ပေါ့နော်ကျမတို့တေချာစက်နဲ့မှွေမှာဖြစ်ပါတယ်စက်ပြသားမှွေလို့ဒီလိုဖြစ်လာရင်ကျမတို့ silicate ကိုထည့်မှာဖြစ်ပါတယ် silicate ထည့်ပြီးတော့မှွေရပါအောင်မယ်ကျမတို့ silicate ထည့်ပြီးတော့မှွေရင်စက်ပြသားကပြန်ကျော့လာပါမယ်ဒါကိုကျမတို့တေချာလေးနဲ့မှွေမှာဖြစ်ပါတယ်နောက်ဆုံးမှာကျမတို့တကြားရည်ကိုထည့်ချပြီးမှွေမှာပါတို့နောက်ဆုံးတကြားရည်ကိုအပူပေးပြီးမှဒီထဲကိုရောမှွေမှာဖြစ်ပါတယ်เนาะတကြားရည်ကိုပူပေးတယ်ပူပေးပြီးကျမတို့ဒီထဲကိုတေချာလေးရောမှွေမှာဖြစ်ပါတယ်နောက်ပြီးကြလို့ရှိရင်ကျမတို့မိုးကွက်ထဲကိုပေါ့နော်အသင်းဖြုတ်လောက်ထားတဲ့မိုးကွက်ထဲကိုလောင်းထည့်လိုက်ပါခဲသွားရင်လို့ရှိရင်ကျမတို့ဒီအခဲကိုဆက်နယ်ပဲပြန်ပြီးပဲကြိတ်ဒီတိုင်းပဲလှိဖြတ်ပြီးတော့အကျန်းခဲပုံစံပေါ့နော်အကျန်းခဲပုံစံဖြတ်ရောင်းမယ်ဆိုလို့ရှိရင်လည်းရပါပြီဒါကတော့အယောင်အနံ့ကိုကြိုက်နှစ်သက်သလိုအသုံးပြုလို့ရပါတယ်